ပါရှင်ဒီနေ့ကတော့ထောပတ်ပိန်မုတ်လုပ်ပြသွားမှာဖြစ်ပါတယ်အရင်ဆုံးပကံတစ်လုံးလေးကို150 ml ရှိတဲ့စမ်းစိမ်းမုတ်လေးထည့်ပါမယ်ရှင်အဲ့လိုထည့်ပြီးတော့ကျမတို့ကကြက်ဥတစ်လုံးဖောက်ထည့်လိုက်ပါတယ်ကြက်ဥနှလုံးလောက်ရှိတော့ကောင်းပါတယ်ကျမတစ်လုံးပဲရှိလို့တစ်လုံးပဲဖောက်ထည့်လိုက်ပါတယ်ပြီးတော့ငပြောသည်ဖိကျန်းငပြောသည်ကိုကျမတုံထားပါတယ်အမဲနှလုံးပေါ့နော်ပြောလေးကောင်းလေးပါပဲဖိကျန်းအမဲငပြောသည်လို့ကျမထည့်ပြီးတော့ရောသမမွေပါတယ်ရောသမမွေပြီးတော့စားကိုလက်ဖက်စားစွန်းတဝက်ထည့်ပါတယ်ထည့်ပြီးတော့ရေလေးနည်းနည်းထည့်လိုက်ပါတယ်ကြက်ဥကနည်းနေတော့ပေါ့နော်ရေလေးနည်းနည်းထည့်လိုက်တယ်ဒါမဲ့လည်းစားကောင်းပါရဲ့ပြီးတော့ကျမရီဆိုတဲ့တဆေးပေါ့နော်တဆေးကိုလက်ဖက်စားစွန်းနဲ့စွန်းတဝက်ထည့်ပါတယ်လက်ဖက်စားစွန်းနဲ့စွန်းတဝက်ထည့်လိုက်ပါတယ်ထည့်ပြီးတော့ကျမရောသမမွေပါတယ်ရောသမမွေပါတယ်မွေပြီးတော့မွေနေနဲ့စဉ်းစားလိုက်တယ်ပြီးတော့ဗာထည့်ဖို့ချင်သေးလဲဆိုတော့ဆိုဒါပေါ့နော်ဘေကင်ဆိုဒါလက်ဖက်စားစွန်းနဲ့စွန်းတဝက်ထည့်ပြီးကျမမွေလိုက်ပါတယ်မွေပြီးတော့မွေနေနဲ့ပြီးတော့ဗာစဉ်းစားလိုက်လဲဆိုတော့ကျမအိမ်မှာထညက်ရီထည့်ဖို့နော်မေးတော့မလို့ပါထညက်ရီကိုစွန်းလေးစွန်းနဲ့ထည့်ပြီးတော့လက်နဲ့ပဲကျမအားရပါရမွေလိုက်ပါတယ်လက်ဆေးပြီးတော့ပေါ့နော်လက်နဲ့မွေပါမယ်မွေပြီးတော့ကျမပြီးတော့ဗာလဲဆိုရင်ရှက်လက်ကားကြီးစွန်းတဝက်ထည့်ပါတယ်စွန်းတဝက်ထည့်တယ်ရှက်လက်ကားကြီးထည့်ပြီးတော့မှုလိုက်ပါတယ်အဲရှက်လက်ကားကြီးအသက်ပါပဲပိန်မုတ်လုပ်တဲ့နေရာမှာရှက်လက်ကားကြီးကတော်တော်လေးကိုအေးကြီးပါတယ်4 နာရီကြာအောင်ဒါမှမဟုတ်တညလုံးကြာအောင်ထားစရာကျမတို့မလိုပါဘူးပြီးတော့ကျမပိန်မုတ်ပုတ်ပါတယ်ပုံမှန်ဆိုကျမမကတ်ဘူးမရှိရတဲ့ကြောင့်မလို့ပဲကျမမီးရလည်းပြတ်နေတော့မီးသွေးမိဖို့နဲ့ပဲထောပတ်စီလေးထည့်လိုက်ပါနော်ထောပတ်ကတော့မထည့်ပြလိုက်ဘူးထောပတ်စီလေးထည့်ထားပါတယ်ထောပတ်စီနဲ့ပဲကျမကြောတာပါယူစီနဲ့ကြောတာမဟုတ်ပါဘူးနော်ကြောပါတယ်ကြောပြီးတော့အခုဆိုရင်ဖြစ်ကျမတို့အရာသာရှိပြီးတော့အလုံးမွေးတဲ့ထောပတ်ပိန်မုတ်လေးရပြီဖြစ်ပါတယ်ရှင်အားလုံးသုံးဆောင်ကြပါရှင်ကျမရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးတဲ့